ဒီနေ့တော့မိုးတွေအုပ်ဆိုင်မှုတ်မိုင်းနေတယ်ဘယ်မှာမိုးတွေရွာနေလဲတော့မသိပါဘူးဒါကကျမတို့ရက်ွက်ထဲက library လေးပါစာကြည့်တိုက်လေးပေါ့နော်ရက်ွက်ထဲမှာဒီနေ့တော့ run track shop တယ်ဒါဒီဘက်ထဲမှာ supermarket ဝင်းရမှာဆိုတော့အန်လေးတော့ဒါရက်ွက်ဘယ်လိုခေါ်မလဲစီပင်ယုံပေါ့ကျမတို့ရဲ့ရက်ွက်ခဲအောင်ပန်းလေးလာပန်းလေးအောင်မှကျွေးနေဒါဗီယက်နမ်နေသူတို့တွေလေစစ်ဖြစ်တော့အမေရိကန်နဲ့စစ်ဖြစ်တော့သူတို့တွေဟွာအမှတ်တရပေါ့နော်ဒါထားပေးထားတာဘာလဲလမ်းလာလျှောက်ပါတယ်ညပိုင်းက homeless တွေအသိများတယ်အောက်မှာလည်းပန်းလေးကျွေးမိုးတွေမှောင်မဲညာရိုင်းပန်းလေးဒါရက်ွက်နားမှာလမ်းလျှောက်နေဒီမှာကြည့်အမေရိကန်မှာလေအဲ့လို shopping center တွေကလေခဲတွေကိုယူလာပြီးတော့လေအဲ့လိုမျိုးပေါ့နော်အင်ဂျီမဲ့တွေကယူလာပြီးတော့အဲ့လိုထားခြင်းတဲ့နေရာမှာထားကြတာအဲ့လိုမျိုးရက်ွက်လေးဒါညနေပိုင်းလမ်းလျှောက်နေတယ်လေဒါရက်ွက်လေးရိုက်ပြတာရက်ွက်နာအင်ဂျီပေါ့နော်ဒီကျမနေတဲ့ရက်ကွက်ကအေးရှာများတယ်အေးရှာများတဲ့အခါကျတော့ပြောရရင်အင်းသေးကြီးရဲ့အိမ်တွေကမကောင်းအိုဟောင်းနေပြီတွေ့လားအိမ်တွေကအိုဟောင်းနေပြီအနှစ်တွေ80 80အဲ့လိုမျိုးတွေပေါ့နော်ဒီအသစ်တွေကမရှိသလောက်ဖြစ်နေဒါပေမဲ့ဒီမှာဈေးတွေက1 million အထက်တွေအဲ့လိုမျိုးအဲ့ဆိုဒီမှာအေးရှာများတယ်စီးတယ်ပေါ့နော်လူစားတောက်တွေစုံစုံနေနေရတယ်အဲ့လိုမျိုးလိမ္မော်တွေဆိုတော့တီးလေးပြောညာဒီမှာအဲ့လိုလိမ္မော်သီးတွေအရင်တီးရတယ်ဘူးမှမခူစားနိုင်ပေါ်လို့ဒါမှရတာတော့မကောင်းပါဘူးဒီချက်ကိုဒီမော်နေရှိရအိမ်လို့မနေ့တနေ့ကစောက်လို့ပြီးသွားတယ်သူကတော့အစ်စ်ကြီးပေါ့နော်မာတေးတိတ်များတယ်ဘယ်လိုလဲပင်လေးစိုက်ထားကြပါဘောနော်ဒီလိုမျိုးဒီလိုမောင်မဲညာဘာမှမိုးရွာနေလဲတော့မသိဒီနေ့ပဲဆောက်တာရှောက်ပါလားအင်ဂျင်လေးများတော့လေနည်းနည်းတော့ကြောက်တယ်ဒီနေ့ကမှအင်ဂျင်လေးပြင်ကြပါတယ်အင်ဂျင်လေးလည်းစီကမ်းလေးကြောက်ဖို့လည်းကောင်းတယ်အင်ဂျင်ကတော့အသက်ကလေးဒီမှာတော့တမီးဟာတီးအင်းရအင်းဆိုတော့လည်းတက်တယ်ဆိုစရာအရင်ကောင်းပါဒီအဟောင်းလေးတွေအခန်းနှခမ်းလေးတွေတော့မှာလေဈေးတွေအမနေဘူးအဲ့လိုမျိုးဒီအိမ်ဆိုလို့ရှိရင်လေမှားမယ်3800တလောက်အများစိတ်ကြီးပါတယ်နော်အခန်း3ခန်းဆိုရင်3000ကျော်ပါဒီအဲ့လိုပါလေကျွန်မလုံခဲ့တဲ့4-5နှစ်ကငါတော့1850ပန်းလေးချစ်စရာလေနော်ဒီနားမှာခုနကအင်ဂျင်မဲ့မိန်းမတယောက်ပြည့်စုံပြီးအိတ်တွေ့ခုတော့မရှိတော့ဒါအိမ်နားမှာရှိရဟိုတယ်
apartment ဒါလည်းဈေးကြီးတာဒီမှာအိမ်ရှိမှာဒီမှာကြီးအဲ့လိုမျိုးဖြစ်ပါတယ်အခုအဝေးလေးရှော့ထားတာစက်ဖြစ်ထည့်ထားတယ်နော်ရက်ွက်တစ်ပတ်လမ်းလျှောက်တာပါညဘက်ဆိုကိုမအရင်နေနဲ့ဆောင်းလို့လေအဲ့အင်ဂျင်မဲကြောက်တယ်မျိုးရှိတယ်အမေရိကန်ဆိုပြီးတော့လုံခြုံနေလို့မထင်ပါနဲ့တအားဟိုမှာကြောက်ရပါတယ်နော်တခိုးချဖို့ရန်များပါရှင်အားလုံးမတက်တာပါကျေးဇူးတင်ပါတယ်